အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ B channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့ AR မြကမ်းပေးတောင်နေရံပေါ်ရှိကုန်းမောင်ခက်လက်ရရုပ်ပွားတော်မှာရှိသောအကောက်တောင်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်1852ခုနှစ်ဇူလိုင်လမှာဆိုတော့ဗိုလ်တာလျံဦးဆောင်သောအင်္ဂလိပ်ရေတပ်အဖွဲ့အစည်းဆိုရင်စစ်သမော5စီးဖြင့် AR မြေအတိုင်းဆန်တက်လာကြပြီးတော့အကောက်တောင်တွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြပါတယ်။အင်္ဂလိပ်တို့၏အဝေးပြေးအမြောက်လက်နက်တံကိုမခံနိုင်ကြသဖြင့်မြန်မာစစ်တီများရဲ့အသက်သွေးချွေးမှာဒီနေရာတွင်တည်ခဲ့ကြရပါတယ်။သို့တော်လည်းမြန်မာတို့အပြင်းထန်တိုက်ပွဲဝင်ခဲ့ကြရာ1852ခုနှစ်နိုဝင်ဘာလမှာတော့အကောက်တောင်ကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီးအမြောက်မဲ့တပ်ဆင်ကဆက်တန်းသွားလာသောအင်္ဂလိပ်သမောများကိုပစ်ခတ်ဟန့်တားနိုင်ခဲ့ကြပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အရောက်စီတိုင်းကျေးဇူးအထူးတင်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားပါလို့ပြောရင်းနဲ့နောက်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါ